နွေးနွေးလေးနဲ့မောင်မောင်လေးအိတ်ချင်တယ်ဆိုလို့ရှိရင်ဒီနေပြည်တော်ပိတ်ချင်အောင်လေးကိုရွေးချယ်လို့ရပါတယ်ရင်ခွဲတကားလေးလည်းပါသေးတယ်တစ်ခါတည်းဖွင့်ပြပေးမယ်နော်ရင်ခွဲတကားလေးကိုဖွင့်လို့ပြီးသွားပြီပဲဖြစ်ပါတယ်ပုံမှန်နေရာမှာတော့အတွတ်နေရာစိတ်တဲ့အပြင်ရင်ခွဲတကားနေရာမှာပို့ပြီးစိတ်ပေးထားပြီးတော့အပေါ်တကားရောအောက်တကားမှာပါအများကြီးထည့်ပေးထားမလို့ချင်းဝင်မှာကိုလုံးဝစိတ်ပူစရာမလိုပါဘူးပိတ်ချင်အောင်လေးတွေကလေလုံပြီးတော့နှွေးပါတယ်အဲ့ဒါကြောင့်မလို့စောင်းရသည်တွေနဲ့အေးတဲ့ဒေတာတွေမှာဒါအသုံးပြုဖို့အတွက်တင့်တော်ပါတယ်ပူတဲ့ဒေတာတွေနဲ့နှွေးရသည်မှာအသုံးပြုဖို့အတွက်မတင့်တော်ပါဘူးချက်ဒီချင်အောင်လေးရဲ့အရွယ်ကတော့ဘယ်ကနေညာထိအကျယ်6ပေကွယ်ကင်းဆိုင်မှုရာကြီးတစ်ခုရဲ့စင်ငယ်ဆိုင်မှုရာတစ်ခုရဲ့ကိုကောင်းကောင်းခြုံငုံပေးထားနိုင်ပြီးမိသားစု4ယောက်ကြက်ကြက်အိတ်ဆက်လို့ရမယ့်အရွယ်ပဲဖြစ်ပါတယ်ခေါင်းရည်ကနေခြေအင်းထိခြေစင်းက6ပေခွဲအမြင့်9ပေအော်ရာကျုပ်လက်ရအပြည့်နဲ့ချုပ်လုပ်ပေးထားပြီးတော့ခြေအင်းဘက်ကနေရင်ခွဲလေးထည့်ပေးထားတာပဲဖြစ်ပါတယ်ဒီချန်နယ်လေးရဲ့ဈေးနှုန်းကတော့အခွဲမပါအလုံးပုံစံဆိုလို့ရှိရင်3,500ကျပ်ဖြစ်ပြီးတော့ဒီလိုမျိုးရင်ခွဲလေးနဲ့ဆိုလို့ရှိရင်တော့3,800ကျပ်ပဲဖြစ်ပါတယ်ပိတ်ချန်နယ်လေးတွေကစီယံငွေနဲ့ငယ်ကြိုလွှဲရပြီးတော့ကြံငွေအကုန်လုံးကို Royal Ninja ရောက်တဲ့မျိုးသားအိမ်ရောက်ငွေချေစနစ်ဖြင့်ဝယ်ယူလို့ရရှိမှာပဲဖြစ်ပါတယ်မှာယူခြင်းနဲ့ဆိုလို့ရှိရင်399258 398 3998 608တို့ကနေပြီးတော့ဖုန်းဆက်ပြီးတော့ဖြစ်စေ Messenger စာပို့ပြီးတော့ဖြစ်စေ Viber ဆင့်ဖြစ်စေ TikTok ချက်ပေါက်ကနေလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းပြီးတော့မှာယူလို့ရပါတယ်ရှင့်